မင်္ဂလာပါရှင်။ဘာဟိယတုမေတ္တာပွားသူသာနိဗ္ဗာန်ရောက်နိုင်ကြောင်းတရားမြတ်စွာဘုရားမှာဘာဟိယတင်သည်မေတ္တာတရားဖြင့်အမြဲပြည့်စုံနေအောင်ကြိုးစားပွားများနေရမည်။မေတ္တာတရားအားကောင်းလာသောအခါတင်သည်မြင်လင်မြင်ကြောင်းကြားလင်ကြားကြောင်းတွေ့လင်တွေ့ကြောင်းသိလင်သိကြောင်းကိုသိမြင်အောင်ကြိုးစားရမည်။ထိုမြင်ခြင်းကြားခြင်းတွေ့ခြင်းသိခြင်းတို့အပေါ်၌မမြဲဟုနှလုံးသွင်းရမည်ထိုအခါနှစ်သက်မှုမနှစ်သက်မှုရယူလိုမှုဖြစ်စည်းလိုမှုတွေးဝေမှုများမဖြစ်နိုင်တော့ပေတင်သည်လက်ရှိချိန်၌ဖြစ်စေနောင်ချိန်၌ဖြစ်စေမိမိကိုယ်ကျိုးအတွက်ရယူလိုမှုများမဖြစ်တော့ပေထို့သောမိမိကိုယ်ကျိုးအတွက်ရယူလိုမှုများမဖြစ်တော့ခြင်းသည်ဆင်းရဲဒုက္ခ၏အဆုံးနိဗ္ဗာန်ဖြစ်သည်နိဗ္ဗာန်တရား၌မြေရည်လေးမီဓာတ်ကြီးလေးပါးဟူ၍မရှိနေရောင်လရောင်ကျေရောင်ဟူ၍မရှိထိုနိဗ္ဗာန်တရား၌အတိမှားမှုများလုံးဝမရှိဘဲအမှန်တရားကိုသာသိမြင်နိုင်သောဝိဇ္ဇာဉာဏ်အလင်းသာရှိသည်သစ္စာလေးပါးကိုထိုတွင်သိမြင်ပြီးသောယဟန္တာပုဂ္ဂိုလ်သည်အဝိဇ္ဇာနှင့်ဆွဲလန်းမှုအလုံးတို့မှလွတ်ကင်းနေသည်ဟုဤဥရန်ကိုကျွင့်တော်မူပါသည်